အားလုံးပဲမင်္ဂလာပါရှင်။နွေလေးတို့ဒီရွှေကေတာပေါင်းစီလေးရာသပင်ဖြောင်းထားတဲ့လူတွေသုံးပြပြီးတော့မေးနေတဲ့သူတွေအတွက်ပါရှင်။သပင်ဖြောင်းပြီးတစ်လားကျော်လောက်ဆိုတော့သုံးပေးလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့နွေလေးကိုတောင်ကသပင်ဖြောင်းပြီးတော့တစ်လားကျော်လောက်ကြာမှနွေလေးကူးစပြီးပြန်ပြီးသုံးပေးနေပါပြီရှင်။ပေါင်းစီလေးရာတဘာဝလက်ဖက်ညွှန်းတန်လင်းစီ2မျိုးပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ထွန်းကိုပုံမတိုးပါမြန်ဆန်စီရဲ့ပြင်ဆန်သားလေးကိုနှက်မောင်တန်ဆွမ်းစီတဲ့ဓာတ်အပြင်ကိုမှကင်မီကယ်ထိထားတဲ့သပင်တွေကိုဆိုရင်ဆန်သားအဖျားနှစ်ခွမဖြစ်အောင်လဲတည်တာရော့ပါစေပါနော်။ဒီရွှေကေတာပေါင်းစီလေးရာဆိုရင်ခေါင်းမလျှော့ခင်အသုံးပြုပြီးတော့ခေါင်းလျှော့ပြီးလဲသုံးပြပြီးလေးရတဲ့2 in 1ပေါင်းစီလေးပါရှင်။မလျှော့ခင်မှာဥယျာဉ်ပြအနှံ့ကိုနိုင်ဝက်ခန့်လောက်နှက်ထားပေးပြီးတော့နွေလေးတို့တဘာဝရွှေကေတာခေါင်းလျှော့နဲ့ပြန်ပြီးလျှော့ချပေးပါမယ်ရှင်။နွေလေးတို့ဒီရွှေကေတာခေါင်းလျှော်လေးရဆိုလို့ရှိရင်သူ့ထဲမှာအခြားဆောင်ကစရိုးနီပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သပင်ကျွတ်တွေတက်တာစီရဲ့သပင်ရှည်မြန်မဲ့ဥယျာဉ်ပြအစီပြန်နေကင်းမယ်။ဒါအပြင်အခုလိုဆောင်းရာသီမှာဖြစ်တဲ့ဥယျာဉ်ပြရရမီပေါက်တွေအရန်ထားနေရစာတိတာရောပါစီ။ဒါကြောင့်ကိုကဘာသုံးသပင်ရန်ကျွတ်မတက်တာတဲ့သူတွေဥယျာဉ်အစီပြန်တက်တဲ့သူတွေသပင်အရှည်နှင်းနေတဲ့သူတွေဆိုရင်ဖြစ်မနေသုံးပေးပါရှင်။ဒီရွှေကေတာခေါင်းလျှော်ရဲ့ထူးခြားချက်ကသူကနိုင်ငံခြားဖော်များနဲ့ထုတ်လုပ်ထားတဲ့အပြင်ကမှပေါင်းစေးပြော့စေးလုံးဝပါဝင်ပြီးစားပါနော်။ရွှေကေတာအတွဲလေးကိုတစ်ပတ်ကို2 ကြိမ်ပုံမှန်သုံးပေးုံနဲ့တစ်လတွင်တိတာရလက်ထွက်စေရမယ်လုံးဝအာမခံချက်အပြည့်လိုချင်တဲ့သူတွေတစ်တော့စီပြီးမှမှာနိုင်ပါရဲ့ရှင်